နာခါနာတွေဖြစ်နေတယ်လေဖြတ်ပြီးနောက်ပိုင်းမှာခြေတွေလက်တွေလှုပ်ရှားလို့မကောင်းတော့ဘူးခါကြောတွေညက်နေတာလဲကြာပြီလက်ပြင်ကြောငုံနေတာလှုပ်လို့တော့မရဘူးလက်တွေလည်းမြောက်လို့မရဘူးဒီလိုဝေဒနာတွေဖြစ်နေတာကိုနှစ်ရှည်လများဝိနာကန္နာအဖြစ်နဲ့ခံစားမိနေပြီလားဒီလိုဝေဒနာတွေကို15မိနစ်အတွင်းမှာပြန်လည်တက်တာကောင်းမွန်လာမယ်ဆိုရင်စိတ်ဝင်စားလား Foverway International ကထုတ်လုပ်ထားတဲ့ Portable Magic Device ဆိုတဲ့ PMD အိတ်ဆောင်ဆက်ကလေးကဘယ်နေရာကိုသွားအလဲတကူတည်ဆောင်သွားလို့ရတဲ့အပြင်ကိုဒီလိုသိငယ်တဲ့အရွယ်အစားလေးနဲ့အင်မတန်အစွမ်းထက်တဲ့အိတ်ဆောင်မော်ဆက်ကလေးတစ်မျိုးပဲဖြစ်ပါတယ်။သူ့မှာအဓိက function ၄မျိုးပါဝင်ပါတယ်။ TANS လို့ခေါ်တဲ့အစိုက်ကူထုံးကိုအခြေခံထားတဲ့နည်းပညာ Vacuum, Heat နဲ့ Laser ဆိုပြီးတော့ function ၄ခုပါဝင်တယ်။အဓိကအကြောတက်တာတွေအကြောညက်တာတွေအာယုံကြောလှုပ်ဆောင်ချက်တွေကိုပြန်လည်ကောင်းမွန်အောင်လှုပ်ဆောင်ပေးတာကတော့ဒီ TANS လို့ခေါ်တဲ့ Transcutaneous Electrical Nervous Stimulation ဆိုတဲ့ function လေးပဲဖြစ်ပါတယ်။ဒီ function လေးကိုအသုံးပြုခြင်းအပြင်အစိုက်ကုထုံးမှာအချောင်း150နဲ့ညီမျှတဲ့အာနိသင်ကိုတစ်ချောင်းမှမပါဘဲနဲ့ရရှိစေမှာဖြစ်ပါတယ်။ဒါကြောင့်မလို့အာယုံကြောသွေးကြောနဲ့ကြွက်သားတွေရဲ့လှုပ်ဆောင်ချက်တွေပုံမှန်တိုင်းပြန်လည်တက်တာကောင်းမွန်လာဖို့အတွက်ကိုအစွမ်းထက်တဲ့ဒီဆက်ကလေးကို15မိနစ်အတွင်းအသုံးပြုရုံနဲ့ရရှိစေမှာဖြစ်ပါတယ်။ခန္ဓာကိုယ်တစ်ခုလုံးမှာရှိနေတဲ့အာယုံကြောကြွက်သားနဲ့သွေးကြောလေကြောတွေကတာမန်လူတစ်ယောက်လိုမျိုးကောင်းမွန်စွာအလုပ်လုပ်ဆောင်နိုင်စွမ်းတွေကျဆင်းလာပြီဆိုလို့ရှိရင် DPMD ဆက်ကလေးနဲ့ဝန်ဆောင်မှုကိုမဖြစ်မနေယူသင့်ပါတယ်။ဥပမာတနေ့ကုန်အလုပ်တွေများလို့အညောင်းမိနေတာကြွက်သားတွေအာယုံကြောတွေကနာကျင်ကြိုက်ခဲနေတာကားမောင်းရတာကြားတဲ့လူတွေကွန်ပျူတာတွေအသုံးပြုရတာဖုန်းတွေအသုံးပြုရတာများတဲ့သူတွေဒီလိုတာမန်လူလက်အရွယ်တောင်မှအသုံးပြုလို့ရတယ်ဆိုရင်အသက်50ကျော်လူကြီးပိုင်းနေကြွက်သားရဲ့အာယုံကြောလှုပ်ဆောင်ချက်တွေကျဆင်းလာတာခြေတွေလက်တွေထုံကျင်တယ်စီးကျိုသွေးကျိုယောဂါကြောင့်မလို့ကြွက်သားရဲ့ဝန်ဆောင်မှုကြွက်သားရဲ့ mass တွေကျဆင်းလာတဲ့သူတွေဆိုလို့ရှိရင်လည်းပဲဒီကြွက်သားလှုပ်ဆောင်ချက်တွေပြန်လည်တန်ဆွမ်းလာအောင်လှုပ်ဆောင်ပေးနိုင်တယ်အထူးသဖြင့်ကြွက်သားအာယုံကြောသွေးကြောလေးတွေအထိုင်အထမမှန်လို့အကြောတက်အကြောညက်ဖြစ်သွားတယ်နှစ်ရှည်လများခါကြောညက်နေတယ်ဒီလိုလူမျိုးတွေဆိုလို့ရှိရင်လည်းပဲဟောဒီက TANS function လေးနဲ့ Vacuum function လေးကိုတပြိုင်နက်တည်းအသုံးပြုပြီးတော့15မိနစ်ကနေမိနစ်30အတွင်းမှာသိတာတဲ့ထိရောက်တဲ့ရလဒ်တစ်ခုကိုရရှိစေမှာဖြစ်ပါတယ်ပါကစ္စတန်လိုမျိုးခြေတုံလက်တုံဖြစ်နေတဲ့အခြေအနေတွေမှာဆိုရင်လည်းဒီဆက်ကလေးကိုအသုံးပြုပေးမယ်ဆိုရင်ကြွက်သားနဲ့အာယုံကြောလှုပ်ဆောင်ချက်တွေပြန်လည်တိုးတက်လာတဲ့အတွက်ကြောင့်မလို့တခြားသော supplement တွေနဲ့တွဲဖက်စားသုံးပြီးတော့အတူတကွအသုံးပြုရုံနဲ့သိတာတဲ့ရလဒ်ကို2လနဲ့3လအတွင်းမှာသေချာပေါက်ရရှိစေမှာကိုတွေ့ရှိရမှာဖြစ်တယ်ဒီပြင်ဂုတ်ကြီးပေါင်းတွေအယမ်းဖြစ်နေတဲ့သူတွေအကြောတက်အကြောညက်အယမ်းနာကျင်နေတဲ့သူတွေဒူးနာနေရဆိုတဲ့သူတွေအတွက်လည်းအင်မတန်ထိရောက်တာကိုတွေ့ရပါလိမ့်မယ်အထူးသဖြင့်အယိုးနုယိုးပါသွားလေးတွေပါသွားတဲ့အတွက်ကြောင့်မလို့ဒူးနာလာတဲ့လူတွေအထိုင်အထအယမ်းခက်ခဲလာတဲ့လူတွေဒီလူတွေအတွက်ဆိုလည်းအင်မတန်ထိရောက်တာကိုတွေ့ရပါတယ်တခါတလေမှာကြွက်သားနာကျင်ကြိုက်ခဲမှုကတဆစ်စစ်ကြိုက်နေတဲ့ခြေဖက်နောက်မှာအတက်ထွက်နေတဲ့လက္ခဏာကဲ့သို့မျိုးတဆစ်စစ်နာကျင်မှုတွေဖြစ်နေရဲဆိုရင်တော့ဒီ TANS ဆိုတဲ့ function လေးကအင်မတန်ကောင်းမွန်တဲ့အဆင့်မြင့်နည်းပညာတစ်ခုဖြစ်ပါတယ်ခွဲစိတ်ကုသစရာမလိုတချောင်းမှာဆေးထိုးစရာမလိုမိမိရဲ့ခန္ဓာကိုယ်အတွင်းကိုပြင်ပဘာပစ္စည်းမှထည့်သွင်းစရာမလိုဘဲနဲ့တဘာဝနေအတိုင်းခန္ဓာကိုယ်ရဲ့လှုပ်ဆောင်ချက်ကိုပြန်လည်မြင့်တင်ပြီးတော့နည်းပညာမြင့်မြတ်နဲ့ကောင်းမွန်ကျန်းမာတဲ့ဘဝကိုမြင့်တင်ပေးနိုင်တဲ့ဆက်ကလေးတစ်ခုဖြစ်ပါတယ်ဒီဆက်ကလေးရဲ့နောက်ထပ်အားသာချက်တစ်ခုကတော့အားသွင်းပြီးအသုံးပြုရုံနဲ့တယ်လီဖုန်းလေးတွေလိုပဲအားသွင်းအသုံးပြုပြီးတော့လိုရာနေရာကိုတည်ဆောင်သွားနိုင်တာကသူ့ရဲ့အားသာချက်ပဲဖြစ်ပါတယ်ဝန်ဆောင်မှုပေးမဲ့သူကိုယ့်ရဲ့မိသားစုဝင်တစ်ယောက်ကကိုယ့်ကိုဒီလိုလက်အိတ်ကလေးတွေဝစ်စင်ပြီးတော့လှုပ်ဆောင်ပေးတာပဲဖြစ်ဖြစ်ကိုယ်တိုင်ဒီလက်အိတ်ကလေးတွေကိုဝစ်ပြီးတော့ကြိုးလေးနဲ့တွဲပြီးလှုပ်ဆောင်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်အချိန်မရဘူးဆိုလို့ရှိရင်လည်းပဲဒီလိုကြိုးဖြူလေးနဲ့စတစ်ကာလေးနဲ့တွဲတန်းပြီးတော့ကပ်ပြီးတော့သုံးတာပဲဖြစ်ဖြစ်အချိန်မရွေးနေရာမရွေးမှာအသုံးပြုလို့ရပါတယ်ဒီအပြင်ကိုနယ်ဝေး highway ကားတွေကိုမောင်းနေရတဲ့ကားဆရာကြီးတွေအတွက်ဆိုလည်းအင်မတန်သင့်တော်ပါတယ်ကားမောင်းနေတဲ့အချိန်စတစ်ကာလေးစကြောတက်နေတဲ့ဂုတ်မှာကပ်ပြီးဆက်ကလေးဘေးမှာချထားရုံနဲ့ဘယ်သူမှမပါလဲပဲတယောက်တည်း highway ခရီးသွားရတာကအရန်ကိုလုံခြုံစိတ်ချအဆင်ပြေတဲ့ဘဝကိုရရှိလာမှာဖြစ်ပါတယ်တခါတလေအရန်ကြွက်တက်တယ်ဘာကြောင့်မှမသိဘူးတနေ့ကုန်မတက်ရက်ပြီးအလုပ်လုပ်ရတယ်ဆိုတော့ဝန်ထမ်းတွေအမျိုးသားမျိုးသမီးတွေအင်မတန်ထိရောက်တဲ့ဆက်ကလေးတစ်မျိုးပါနိုင်ဝက်လောက်ဆက်ကလေးကိုအသုံးပြုပေးမယ်ဆိုရုံနဲ့သူ့မှာပါတဲ့ auto cut system ရမိနစ်30မှာ function လေးတွေက auto cut ပိတ်သွားမှာဖြစ်ပြီးတော့ကိုကမအိတ်ခင်လေးမှာအသုံးပြုရင်းနဲ့လည်းနှစ်ချက်ချိုက်အိပ်ပျော်သွားအောင်လို့ဝန်ဆောင်မှုရယူနိုင်ပါတယ်ကဲ
လောက်တောင်အဆင်ပြေလဲနော်ဆက်စချင်းသုံးတဲ့အချိန်ကနေမိနစ်30အလွန်ဆုံးနာရီဝက်အတွင်းမှာတင်ထိရောက်တဲ့တက်တာတဲ့လက္ခဏာတွေကိုရရှိစေနိုင်တဲ့အပြင်ကိုသွေးလည်ပတ်မှုကောင်းမွန်စေတဲ့အတွက်ကြောင့်မလို့အသက်ရှည်ကျန်းမာစေပါတယ်ဒီပြင် Fohoway International ကထုတ်လုပ်ထားတဲ့ Hori Portable Magic Device ဆိုတဲ့ PMD စက်ကလေးဟာဤပညာရွှေတံဆိပ်စုကိုရရှိထားတဲ့အဆင့်မြင့်ထုတ်ကုန်ပစ္စည်းလေးတစ်ခုလည်းဖြစ်ပါတယ်။ Panama Pacific Exhibition မှာ2024ခုနှစ်ကဒီပညာရွှေတံဆိပ်စုရထားခဲ့တဲ့ဆိုတဲ့ဆက်ကလေးကမိတ်ဆွေရဲ့ကျန်းမာရေးကိုနေ့စဉ်အဖော်မွန်ဖြစ်နေစောင့်ရှောက်ပေးနိုင်တယ်ဆိုရင်လည်းမမှားပါဘူးเนาะဒီထက်ကောင်းမွန်အားသာတဲ့အချက်တစ်ခုရှိပါသေးတယ်။အဲ့ဒါကဘာလဲဆိုတော့ကိုယ်တိုင်သတိမထားမိခင်မှာပဲသွေးကြောလေကြောတွေကလေးလံလာတယ်။သွေးလေလဲပတ်မှုမကောင်းတော့ဘူးဆိုရင်တော့ဒါဟာမိတ်ဆွေရဲ့ခန္ဓာကိုယ်တက်တန်းကိုပုံမြင့်ညံ့ရော်မှုဘက်ကိုတွန်းပို့နေတဲ့လက္ခဏာတွေကတစ်ခုပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ကျမတို့ခန္ဓာကိုယ်ရဲ့တက်တန်းနဲ့မကပါဘူး။အသက်ရဲ့တက်တန်းကိုလည်းပဲပို့ပြီးတော့နုပြိုလာအောင်ပို့ပြီးတော့ကျန်းမာတန်ဆွမ်းလာအောင်လှုပ်ဆောင်ပေးနိုင်တဲ့အဆင့်မြင့် Portable Magic Device စက်လေးတစ်မျိုးပဲဖြစ်ပါတယ်ရှင်။